တိုင်းဟာကိုနေတူတူကမှာစိတ်ကြည်နေတဲ့ခံစားချက်တွေဖြစ်ဖို့အတွက်ကိုဂုံယူဖို့အတွက်လုံးဝတခြားသူတွေကလည်းကိုဂုံယူနေတဲ့ဆိုတဲ့ပုံစံမျိုးတွေမြင်ဖို့အတွက်တနည်းအားပြောမှဆိုရင်ကျွန်တော်နေလို့တိုင်လို့ကောင်းမှုအတွက်ယုံကြည်မှုရှိဖို့အတွက်ကျွန်တော်လှုပ်ဆောင်တဲ့အချက်လေးရှိတယ်အဲ့ဒါလေးကဒီလိုလေးစဉ်းစားကြည့်အောင်မိတ်ဆွေကျွန်တော်ခီးတစ်ခုသွားဖို့နိုင်တယ်မိတ်ဆွေတနေရာကနေတနေရာကိုလမ်းလျှောက်နိုင်တယ်သုံးဖို့တချို့တွေဆိုရင်တောင်တက်တာမျိုးရှိတယ်ကျွန်တော်တို့ဒီနေရာမှာစဉ်းစားရမယ့်ချက်ကကျွန်တော်ကတောင်တက်တယ်ဆိုရင်ဟုတ်ပြီတောင်တက်တယ်တက်တယ်တောင်ပေါ်ရောက်တဲ့ခါကျရင်ကျွန်တော်ကငါတောင်ပေါ်ရောက်ခဲ့ပြီးအောင်မြင်တယ်ဒီလိုမျိုးကျွန်တော်တို့ခံစားကြဒါလူတိုင်းတော်တော်များလုပ်တဲ့ချက်ဒီတခုရှိတာကစိတ်ချမ်းသာပျော်ရွှင်စွာနေတတ်တဲ့သူတွေကတော့ be present လို့ခေါ်တယ်တောင်ပေါ်ရောက်မှသူအောင်မြင်တယ်ဆိုတဲ့ခံစားချက်ကိုခံစားတာမဟုတ် be present ဆိုတဲ့အတိုင်းပဲလက်ရှိရှိနေတဲ့တောင်ပေါ်တက်ဖို့အတွက်ခြေလမ်းလေးတလန်းလမ်းနိုင်တယ်ဆိုတဲ့ဟာလေးကိုသူကအောင်မြင်မှုလို့ယူဆတယ်တနည်းအားပြောဆိုရင်လိလာတင်ယူတဲ့လူငယ်တွေကကျွန်တော်တို့သင်တန်းနေတက်တယ်သင်တန်းကြီး course တစ်ခုလုံးပြီးသွားတယ်ဒါအောင်မြင်မှုကမှန်ပါတယ်တခုရှိတာကသင်တန်းနေတိုင်းတက်နေတယ်အဲ့နေတိုင်းတက်နေတဲ့စာတွေကိုနေတိုင်းကြည့်နေခြင်းအောင်မြင်ခြင်းပဲကျွန်တော်တို့ဒီပညာနဲ့လုံငန်းဝင်နိုင်မှုအတွက်ကျွန်တော်ကြိုးစားခဲ့တာကျွန်တော်တို့က3နှစ်ကြာခဲ့တယ်ယနေ့ခေတ်မှာ3နှစ်မလို့ဘူးเนาะကျွန်တော် U မှာ SND diploma ကိုနန်းတော့ CCN ကို3ခုတာအမြန်တက်လိုက်တစ်နှစ်အတွင်းတချို့ရတစ်နှစ်တော့မရှိဘူးမကြားလိုက်ဘူးပူလွယ်ပြီးတက်တာဖြစ်ကြတော့တန်းပြီးတော့လုံငန်းဝင်လို့ရတယ်ကျွန်တော်တို့ကတော့ဘာညာမှမသိတော့ဟိုတက်ဒီတက်ဟိုလျှောက်တက်ဒီလျှောက်တက်နဲ့3နှစ်ကြာခဲ့ကြာတဲ့အခါမှာကျွန်တော်တို့ကဘုန်းကြီးကျောင်းမှာနေခဲ့တယ်နေရင်းနဲ့ကျွန်တော်တက်တဲ့အခါမှာအလုပ်ပဲတော့မှရမလဲနဲ့ကျွန်တော်မှစိုးရိမ်စိတ်တွေဖြစ်တယ်ဗီဒီနေတော့မေးတယ်စသဖြင့်အမျိုးပေါ်တော့လုပ်ခဲ့တယ်ခုမှရည်ချင်းရှိနေတဲ့ဟာတွေရှိသလိုလိုအပ်နေတဲ့ဟာတွေရှိသေးတယ်သင်တန်းတွေတိုင်းတဲ့အခြေအနေအများကြီးကြာခဲ့တယ်အဲ့တော့တရက်မှာတော့ကျွန်တော်စဉ်းစားလိုက်တယ်ငါဒီနေတိုင်းဒီပညာနဲ့ပတ်သက်တဲ့စာကြည့်မယ်နေတိုင်းဒီပညာနဲ့စာဒီနေ့ကြည့်ဖြစ်ရင်အဲ့ဒါအောင်မြင်မှုပဲတရက်ချင်းစီစာကြည့်တယ်ပြီးအောင်မြင်မှုလို့ခံစားတယ်အလုပ်လုပ်နေတယ်ဆိုတဲ့စိတ်ခံစားတယ်အဲ့နောက်ပိုင်းမှာတော့တကယ်ပဲအလုပ်ကရလာတယ်ဒီနေရာမှာပြောချင်တာလေးကစိတ်ချမ်းသာပျော်ရွှင်မှုအတွက်ဆိုရင်နေတိုင်းမှာကိုတိုးတက်တာပါရှိတယ်တိုးတက်အောင်တစ်ခုလှုပ်ဆောင်နေဖို့လိုရတယ်အကောင်းဆုံးနည်းလမ်းကတော့သင်တန်းအစာတွေကြီးတစ်နေ့ဖြတ်သန်းလိုက်ပြီဆိုအဲ့ဒါအောင်မြင်မှုလို့ကျွန်တော်တို့သတ်မှတ်မယ်အဲ့ဒါကိုရအောင်သတ်မှတ်မယ်စိတ်ထဲမှာရအောင်သွင်းမယ်ဒါဆိုရင်တော့မိတ်ဆွေကစိတ်ချမ်းသာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်တယ်အားလုံးကြည့်ကြပါမယ်